အခုရပိုင်းဒီတရုတ်နိုင်ငံမှာဆိုရှယ်မီဒီယာမှာအရောက်ပြန့်နှံ့နေတဲ့ဒီကလေးရဲ့ဗီဒီယိုကြည့်ပြီးကြပြီလားဒီကလေးတယောက်ကိုဒီကလေးကိုဒီကလေးတွန်းလဲမှာပေါ့နော်လူတယောက်ကဒီဘင်းနဲ့ညင်းအဲ့လိုမျိုးပြီးတော့နှိပ်စက်နေတာလေအဲ့ဒါဒီ6လပိုင်း19ရက်နေ့ပြီးခဲ့တဲ့ရက်ပိုင်းอ่ะပဲတော်လေးပြန့်နှံ့သွားတာအခုထိပဲအဲ့ဒါကိုအစတုန်းကလူတွေကတခြားလူတွေပေါ့နော် main ကလေးထင်ထားတာဘေဟုတ်မလဲအဲ့ဒါတကစ်သူ့ရဲ့အဖေရင်းဖြစ်နေတဲ့ကိုရဲ့အာယောကျွန်တော်လည်းအစတုန်းကတော့ဒီဗီဒီယိုကအကြောင်းပေါ့နော်တရုတ်တွေကိုမေးတယ်သူတို့အကောင့်တွေတင်ထားတယ်မှာလိုက်မေးတယ်ဒါပေမဲ့ကျွန်တော်တကယ်ချင်းတယောက်ကအဲ့ဒီသူတို့ QQ အကောင့်ပေါ့တရုတ်တွေအရန်တုံးတာဟုတ်တယ်အဲ့ထဲမှာအဲ့ဒီအိမ်လေးချင်းတရုတ်မတယောက်ကအစားရအရှိရင်းနဲ့အဲ့မျိုးအကြောင်းစုံရေးထားတာပေါ့အဲ့တော့ကျွန်တော် screenshot ပို့ပေးတာအဲ့နဲ့ကျွန်တော်လည်းအဲ့ဒါကိုပါတယ်ပဲပြောပြမှာနော်အစဆုံးတင်မင်းတကယ်တော်သားလိမ့်လိမ့်ထွက်သွားလိမ့်မယ်အဲ့ဒီကောင်ကဒီလိုမျိုးဒီဗီဒီယိုမပြတ်နှံ့ခင်ဒီကလေးကိုပေါ့နော်ဒီအဖေရင်းကဒီလိုလေပြင်းနဲ့ညစ်ပြင်းနှိမ့်ဆက်ထားဗီဒီယိုမပြတ်နှံ့ခင်ရှက်ရက်ပိုင်းမှာသူ့မိမနဲ့စကားများရန်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီကောင်ကဒီပြဿနာအကုန်လုံးရဲ့ပြဿနာအရင်ခါအရင်မြစ်ကမရေငယ်ကြောင်းနဲ့တကယ်အဲ့ဒီကလေးကိုနှိမ့်ဆက်ထားဗီဒီယိုမပြတ်ခင်နဲ့တော့အဲ့ဒီသူ့ရဲ့မိမကဒီသူ့ယောက်ျားရဲ့ WeChat ကနေပေါ့နော်အဲ့ဒီမရေငယ်နဲ့စကားပြောထားတယ်မရေငယ်အမျိုးစာတွေပို့ပြီးပတ်စာတွေပို့ထားတာပေါ့နော်ပြီးတော့သူတို့ညောက်အဲ့ဒီသူ့ရဲ့ယောက်ျားဖြစ်သူကမရေငယ်နဲ့ဒီခုတ်ပုတ်ထောင်းထားတဲ့အဲ့ဒီဗီဒီယိုတွေဓာတ်ပုံတွေအပြန်လန်ပို့ထားတယ်အကုန်လုံးတွေ့သွားရတယ်တွေ့သွားတယ်အဲ့ညသူ့မိမနဲ့အကြည့်ချစကားများကြတယ်ဒါပေမဲ့သူ့မိမကသူတို့ညောက်မှာပေါ့နော်ကလေးဒီလသားယူကလေးလေးရှိတဲ့အတွက်ကြောင့်သူ့ယောက်ျားကိုခွင့်လွှတ်ပေးတယ်သူ့ယောက်ျားလည်းမလုပ်နောက်ဆိုရင်အဲ့ဒီမင်္ဂလေးနဲ့မပတ်သက်တော့ဘူးပြောတာလေအဲ့လိုနဲ့ရပ်ပိုင်းခန့်ကြာတဲ့အချိန်မှာအဲ့ဒီ19နှစ်ပေါ့နော်ဒီ6လပိုင်း19နှစ်မှာညနေ9 နာရီလောက်မှာဒီကလေးကပေါ့နော်ရုပ်ကြအဖျားတွေတက်ပြီးအရာအဲ့လိုမျိုးဖြစ်လာတယ်အဲ့အချိန်မှာသူအမေဖြစ်သူကကလေးအရန်ဖျားလို့ပေါ့နော်ဒီလိုမျိုးစိတ်ပူပြင်းမိတယ်လိုမျိုးပွေ့ချင်နေတဲ့ငုံကလေးရတဲ့ငုံနာပေါ့နော်အဲ့တော့ပွေ့ချင်တဲ့အချိန်မှာအဲ့သူယောက်ျားဖြစ်သူကဖုန်းကိုကြည့်ပြီးရီပြုံးနေတာပေါ့နော်မုံမမှန်တာအဲ့မျိုးဖြစ်နေတာပေါ့အဲ့ဒါနဲ့သူ့မိမကသူ့ဖုန်းအားမရှိတော့လို့သူ့ယောက်ျားကိုပေါ့နော်ဒီသူ့အိမ်ကသူ့အမေကိုဒီကလေးဖျားတဲ့အကြောင်းပြောပြမယ်ဆိုပြီးလိန်ပြီးတော့သူ့ယောက်ျားအိမ်သာသွားတဲ့အချိန်သူ့ယောက်ျားဖုန်းကိုယူစစ်လိုက်တယ်အဲ့ဒီအချိန်မှာအဲ့ဒီ gallery မှာပေါ့နော်ဖုန်းထဲမှာဒီကလေးကိုနှိပ်စက်ထားတဲ့ဗီဒီယိုတွေ့သွားတယ်အဲ့ဒါနဲ့သူ့မိမလည်းချက်ချင်းတက်တည်ယူထားရအောင်ပေါ့နော်ဒီသူ့ယောက်ျားမတည့်အောင်သူ့ရဲ့ WeChat အကောင့်ကိုအဲ့ဒီဗီဒီယိုပို့ထားလိုက်တယ်ပြီးတော့အဲ့ဒီညအကြည့်သူ့မိမနဲ့စကားပြန်များကြတယ်ကလေးကလည်းဖျားနာနော်ကလေးကလည်းဖျားနာအဲ့ဒါနဲ့သူတို့အဲ့ဒီကောင်ကနောက်ဆုံးတော့အဲ့ဒါတွေတီးသွားလို့ပေါ့သူ့မိမကများတတ်ဖို့များစီစဉ်ထားလားကြံစီထားလားမသိဘူးသူ့မိမကိုလည်းတကယ်အတေကိုရိုက်လာတယ်အဲ့မျိုးထိုးနဲ့အမျိုးရံဖြစ်တာပေါ့အဲ့ဒီအချိန်မှာအဲ့ဒီအိမ်မှာအဲ့ဒီကောင်ရဲ့60အမေဖြစ်သူ68နှစ်အရွယ်အမေကိုတယောက်ရှိတယ်အဲ့ဒါကိုသူတို့လင်မယားအမျိုးစကားများရံဖြစ်တာပေါ့နော်အဲ့ဒီအမေကသွားပြီးတော့ဖြည့်ရှင်းပေးရပေါ့နော်အမျိုးလုတ်ပေးတဲ့အချိန်မှာအမေကိုလည်းတွန်းလိုက်ရတယ်အဲ့ဒါလည်းသူ့အမေကဒီလိုမျိုးမောက်ခုံလဲပေါ့နော်အဲ့ဒီတမန်တလင်းပေါ်မှာလေးကျသွားပြီးတခါတည်းမှာမေ့သွားတယ်မျက်နှာမှာလည်းအပွင့်ရာပဲအမျိုးဖြစ်သွားတယ်အဲ့ဒီအချိန်မှာဒီအကောင်ကသူ့အမေဘက်ကိုကြည့်နေတဲ့အချိန်မှာတဲ့အဲ့ဒီသူ့မိန်းမကကလေးကိုပွင့်ချီပြီးတော့ခေါင်းမှာလည်းတွေးနေတော့ခြံတော့အပြင်ထွက်သွားပြီးတော့သူ့ကိုကေဖို့အမျိုးအော်ပြောတာပေါ့ည10 နာရီလောက်ရှိနေတယ်အဲ့အချိန်မှာလူတွေကထွက်လာပြီးတော့အမျိုးဝိုင်းဝန်းပြီးအမျိုးကေပေးတဲ့အချိန်ကျမှလွတ်သွားတယ်သူ့ယောက်ျားအဲ့ကလေးကထွက်ပြေးသွားတယ်တဲ့အဲ့ဒါကိုအစတုန်းကတော့ဒီဗီဒီယိုပေါ့နော်ဒါကတရုတ်နိုင်ငံခုနန်ပြည်နယ်မှာဖြစ်သွားတာနော်ခုနန်ပြည်နယ်ကဒီကျေးရွာမြို့မကြရွာမကြကျေးရွာတစ်ခုမှာအဲ့လိုနဲ့ဒီဗီဒီယိုကအဲ့ဒီသူတို့အိမ်ကြီးချင်းပေါ့နော်သူ့မိမရဲ့တကယ်ချင်းတယောက်ကအစတုန်းက抖音မှာတင်လိုက်တယ်ဒါပေမဲ့抖音ကအဲ့လိုအကြမ်းဖတ်တဲ့မျိုးကလေးကိုမျိုးလုံးနေတဲ့ဟာဖြစ်တဲ့ကြောင့်ဖျက်ချလိုက်တယ်ဒါပေမဲ့သူများကတောင်းလောက်ဆွေးပြီးသွားပြီအဲ့ဒါနဲ့တခြားတင်လို့ရတဲ့နေရာမှာအများကြီးအမျိုးအဲ့ဒီဗီဒီယိုကပြန့်နှံ့သွားတယ်ဒါပေမဲ့ဗီဒီယိုရဲ့ဒီဘာကြောင့်ဒီမျိုးလုံးတွေဆိုတဲ့ဟာကဒီမနေ့တုန်းကပေါ့နော်ဒီမနေ့တုန်းကမှဒီအဲ့ဒီအိမ်ကြီးချင်းကကလေးမလေးတရုတ်ကလေးမလေးတယောက်ကသူတို့ရဲ့ QQ ဆိုတဲ့အကောင့်ကျွန်တော်တို့မတုံဘူးအဲ့မှာသူကအကြောင်းစုံအကုန်လုံးရေးထားတာပဲဖြစ်ပါတယ်အဲ့ဒါနဲ့အဲ့ဒီကောင်ကအခုတော့ရေးလေးစုံစမ်းစစ်ဆေးပြီးတော့လိုက်ဖမ်းနေတာပေါ့နော်မကြာဘူးခဏလေးပဲဖမ်းရပါတရုတ်နိုင်ငံတော့ CCTV များတယ်တရုတ်နိုင်ငံမှာရှိတယ်ဒီလိုမျိုးကောင်တွေကလည်းနော်ယောက်ျားမှာနာဘူးနဲ့ကန်တူပဲရှိတယ်ဆိုတော့ဒါကဘူးယုံမဟုတ်မိမလိုက်စားယုံပဲမဟုတ်တကယ်အရင်ဆုံးပြောမယ်ဆိုတော့အဖုံမွန်တယ်လို့ပြောတာဟုတ်တယ်တကယ်ပြောတာသူတို့အုံနောက်ထဲမှာလည်းဘာမှမရှိဘူးအုံနောက်တစ်ခုလုံးမှာအဲ့ဒီအဖုံပဲလွှမ်းမောနေတာအဲ့လိုအဖုံမွန်နေတဲ့ကောင်ကလည်းမိဘမိသားစုမိမညီကိုမောင်နှမတကယ်ချင်းဘာမှမတည်ဘူးသူတို့အတွက်ကအဖုတ်ကအရာရာပဲတကယ်အဲ့မျိုးလူကလည်းနော်တရိတ်ဆန်တဲ့တောင်သွားမနိုင်နဲ့တကယ်လူအမိုက်လောကကြီးကနေတခါတော့အမြင့်ပါမှဖြတ်ထောက်တဲ့
လူအမိုက်တယ်အကောင်ဖမ်းခံရငါထင်တာတော့တကယ်တေးတာတော့ပြင်းခံရမှာလားမသိဘူးပြီးတော့အဲ့ဒီညမှာပေါ့နော်အဲ့ဒီကလေးဖြစ်သူရဲ့မိန်းမဖြစ်သူရဲ့အမေဖြစ်သူရဲ့အကောင်လုံးဆေးရုံအခုရဲ့ဆေးရုံမှာရောက်နေတာတဲ့ဒါတော့တရုတ်နိုင်ငံမှာပဲရှိတာမဟုတ်ပါဘူးမြန်မာနိုင်ငံမှာလည်းဟိုမှာခိုင်နှင်းကိုအားကိုနဲ့ခိုင်နှင်းကိုဒုက္ခပေးနေကြတဲ့ဒီဖုံမွန်တဲ့ဟာတွေအများကြီးရှိတယ်။ဘာပြောချင်တာကလေနော်မင်းတို့ပါတာလေဘလောက်ပဲဒီမရင်ငယ်လင်ငယ်ကြောင့်ကြိုက်တဲ့လောက်အဖုံမွန်ကြိုက်တဲ့လောက်ဒုံမွန်ဒါပေမဲ့ကလေးကိုကတော့အဲ့လိုကြီးမလုပ်ကြပါနဲ့တကယ်ပြောမမွေးချင်တဲ့ခါလည်းမမွေးနေတော့စိတ်ဆိုးအခုကျွန်တော်ထပ်ပြောရင်စကားရဲ့အရာအလွန်ကျွန်းတဲ့ဇက်ရှင်တက်သွားလိမ့်မယ်ဒီလောက်ပဲပြောတော့မယ်အခုဒီအမိုးအကောင်ဖမ်းမိရင်ရေးတွေကပြန်ပြီးတော့သူတို့ရဲ့ page မှာတင်လာပါပဲအကြံပြန်ပြောပြအောင်ခုတော့ဒီလောက်ပဲအခုကျွန်တော်ဆက်ပြောရင်စကားတွေကမကြားကောင်းတဲ့ဟာတွေအများကြီးထွက်လာလိမ့်မယ်